လေရင်မဲကရွှေတုံးတွေကိုပုံစံခွက်ထဲထည့်ပြီးအပူချိန်2000ဒီဂရီစင်တီဂရိတ်နဲ့ရေချိုလိုက်ပါတယ်။ပြီးတော့အကြီးပျော်နေတဲ့ရွှေတွေကိုအထူးပုံစံခွက်တစ်ခုထဲကိုလောင်းထည့်လိုက်ပါတယ်။ရွှေတွေလုံးဝအေးခဲသွားတဲ့အခါမှာတော့အဲ့ဒီရွှေလုံးလေးတွေကိုချောကလက်စော့နဲ့တုပ်လိမ့်ပြီးရွှေရောင်စက်ကိုအလိပ်လေးတွေနဲ့ပတ်လိုက်ပါတယ်။ဒီလိုနည်းနဲ့ပဲတာမန်ချောကလက်လုံးလေးတွေလို့ထင်ရတဲ့အရာတွေအစင်သင့်ဖြစ်သွားပါပြီ။နောက်ဆုံးမှာတော့သူမဟာတန်းနဲ့ချီတန်ဖို့ရှိတဲ့ချောကလက်တွေကိုခရီးဆောင်အိတ်ထဲထည့်ပြီးအလုပ်ဆင်းဖို့အတွက်လေးစိတ်ထဲကိုအေးအေးလူလူရှောက်ဝင်လာခဲ့ပါတယ်။အမှန်တော့သူတို့ဟာရွှေတွေကိုဒူဘိုင်းကိုတရားမဝင်ခိုးသွင်းဖို့သူတို့ရဲ့အလုပ်ကိုင်ကိုအသုံးချဖို့စီစဉ်ခဲ့ကြတာပါ။သူတို့ကလေးစိတ်ဝန်ထမ်းတွေဖြစ်တာကြောင့်လုံခြုံရေးကသူတို့ရဲ့ပစ္စည်းတွေကိုတေချာမစစ်ဆေးခဲ့ပါဘူး။ဒီလိုနဲ့သူတို့၃ယောက်ဟာရွှေတွေကိုလေရင်ပေါ်ကိုအောင်မြင်တည်ဆောင်နိုင်ခဲ့ပါတယ်။ဒါဟာသူတို့အတွက်ပထမဆုံးအကြိမ်ဖြစ်လို့မလွဲမရှောင်သာပဲရင်တုန်စိတ်လှုပ်ရှားခဲ့ရပေမဲ့ကံကောင်းထောက်မစွာနဲ့လေရင်ကချောချောမောမောဆင်းသက်နိုင်ခဲ့ပါတယ်။အဲ့ဒီအခါကျမှပဲသူတို့တွေတက်ပြင်းချနိုင်ပါတော့တယ်။ချိတ်ဆက်သူစီရွှေတွေလွှဲပြောင်းပေးပြီးတဲ့နောက်မှာတော့သူတို့ဟာငွေကြေးအမြောက်အများရရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ဟာစိန်ခံပြီးစီးစိမ်ရှိနေထိုင်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတင်သူတို့၃ယောက်ဟာတာမန်လေရင်မယ်တွေဖြစ်ခဲ့ကြပေမဲ့မမျှော်လင့်ပဲဖြစ်ခဲ့တဲ့မတော်တဆမှုတစ်ခုကသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲစေခဲ့ပါတယ်။လေရင်ခီးစဉ်တစ်ခုအတွင်းမှာတထေးကြီးတဦးဟာရုတ်တရက်နှလုံးရက်ပြီးကျန်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။သူတို့၃ယောက်ဟာအဖလုပ်ဖို့ပြေးလွှားသွားခဲ့ကြပေမဲ့သူ့အင်ဂျီကိုဆွဲဖြဲလိုက်တဲ့အခါမှာတော့သူ့ခန္ဓာကိုယ်မှာတန်ဖိုးကြီးလာတဲ့ရွှေတုံးတွေပတ်ထားတာကိုတွေ့လိုက်ရပါတယ်။ထိတ်လန့်သွားတဲ့အတွက်သူတို့ဟာကပ်ပရိန်ထံချက်ချင်းအစီရင်ခံခဲ့ကြပါတယ်။သတင်းကြားချင်းမှာပဲကပ်ပရိန်ကအနည်းဆုံးလေစိမ့်မှာအရေးပေါ်ဆင်းသက်ဖို့ချက်ချင်းစီစဉ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေကတယောက်ကလောဘတက်ပြီးရွှေတွေကိုလိုချင်ခဲ့ပေမဲ့ကျန်တဲ့2ယောက်ကပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။မတက်နိုင်တဲ့အစုံတရုတ်ယွမ်တန်း90တန်ဖိုးရှိတဲ့ရွှေတွေရဲလက်ထဲရောက်သွားတာကိုသူတို့တွေကြည့်နေခဲ့ရပါတယ်။ဒါပေမဲ့သူတို့ဟာလစာတိုးတာဒါမှမဟုတ်ယာရုတိုးတာတွေရမယ့်အစားလေးစိတ်စစ်ဆေးမှုတွေရဲ့စုပူချိန်မောင်းခြင်းကိုခံခဲ့ရလို့ဒေါသထွက်ပြီးအရှက်ရခဲ့ကြပါတယ်။စိတ်ပြက်လက်ပြက်နဲ့အရက်တောက်နေကြတော့အန်နီကရုတ်တရက်ဖုန်းတစ်လုံးထုတ်လိုက်ပါတယ်။အမှန်တော့သူမဟာအဲ့ဒီအဖိုးကြီးရဲ့ဖုန်းကိုဝတ်ထားခဲ့တာပါ။ရွှေမောင်ခိုကူးလာမှာချိတ်ဆက်ပေးမဲ့လူရှိရမယ်လို့သူမတန်တရားဝင်မိတာကြောင့်နောက်ဆုံးခေါ်ဆိုထားတဲ့နံပါတ်ကိုဆက်လိုက်ပါတယ်။သူတို့အံ့ဩသွားတာကတော့တစ်ဖက်ကထွက်လာတဲ့အတန်ဟာသူတို့အထက်လူကြီးရဲ့အတန်ဖြစ်နေလို့ပါပဲ။ချက်ချင်းပဲသူတို့တွေအစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ်။သူတို့ဟာအထက်လူကြီးနဲ့ထိတ်တိုက်ရင်ဆိုင်ပြီးသူ့ရှေ့မှာဖုန်းကိုချပြလိုက်ပါတယ်။ထိတ်လန့်သွားတဲ့အထက်လူကြီးဟာနောက်မှာရွှေတွေကိုသူတို့ကိုယ်တိုင်တည်ဆောင်ပေးမယ်ဆိုတဲ့သူတို့၃ယောက်ရဲ့ကမ်းလှမ်းချက်ကိုနားထောင်ခဲ့ရပါတယ်။သူ့ကိုတိုင်တန်းမှာကြောက်တဲ့အတွက်အထက်လူကြီးမှာသဘောတူရုံမှတပါအခြားရွေးချယ်စရာမရှိခဲ့ပါဘူး။သူကသူတို့ကိုလျှို့ဝှက်စခန်းတစ်ခုစီခေါ်သွားပြီးဗီဒီယိုကိုဖွင့်ရွှေတုံး12တုံးကိုထုတ်ပေးကပိုးရမယ့်လိပ်စာနဲ့ဆက်သွယ်ရမယ့်အချက်လက်တွေကိုပေးပြီးရှောက်မလုပ်ဖို့တတိပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့ရဲ့မှောင်ခိုလုပ်ငန်းစွန့်စားခန်းစတင်ခဲ့ပါတော့တယ်။အကြိမ်နှဲငယ်တည်ယူပြီးတဲ့နောက်မှာတော့သူတို့၃ယောက်ဟာချမ်းသာသွားပြီးဒစိမ့်မြင့်လက်ကင်အိတ်တွေစိန်ခံကားတွေနဲ့ဝင်းရံလာနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ထုံးစံအတိုင်းရွှေတွေတည်ဆောင်လာရင်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်